ွေးလေးလက်ဆောင်ထည့်ရတာဒီတစ်ခေါက်ပါလို့ခြင်းလဲဆိုရင်ဒီပန်းအောင်အမှုလေးရယ်ဝါရောင်အမှုလေးရယ်ဒီခရမ်းရောင်အမှုလေးလူချဖောက်ပြီးသွားတယ်ကားပေါ်မှာဖောက်လိုက်ဒါပေမဲ့အထက်ဟာမကြည့်ရသေးဘူးဘာရောပန်းရောင်မဟုတ်ဘူးထင်တယ်ခရမ်းရောင်ပေါက်တာပဲချစ်ဖို့ကောင်းပါ Twilight Sparkle တဲ့အဲ့ပေါက်တာပန်းအောင်လို့ချင်တာ